အခန်းထဲမှာမွေးတာလားအဲ့ဒါဖះအိမ်မက်ရုပ်ပိုင်ကိုပေးတာလေအဲ့ဒါဖះကျိုးအိမ်မက်ပေးတာနော်အဲ့ဒီအိမ်မက်ရုပ်ပိုင်ကိုအဖြစ်ပေးနေတယ်အင်ဂျီကတော့တူဝီနဲ့မှအင်ဂျီရောဘိုက်ကိုမဖုံးနိုင်တော့ဘိုင်ရှိမှာဆိုအဲ့မှာအေလီယာအေးပတ်နေမှာနော်တရားလည်းအင်းပိုင်တရားလည်းလုံးလိုက်တာလုံးထိုးနေတာအဲ့မှာအေလီယာရှိနေအေလီယာအထက်မှာပွက်နေတာလုံးလိုက်ရင်ဘောလုံးနေတယ်ယောက်ျားလေအဲ့ဒါယောက်ျားဘိုင်ကြည့်မိန်းကလေးဘိုင်လာမကြည့်မလေးသူတို့ကခုနေလာပြီရှိသေးလို့ပြီးဟိုကသူ့သားမထွားလို့နေတာပေါ့အေလီယာကိုခံအောင်ကောင်းလို့လဲမှာအေလီယာပြီးရင်အေလီဇဘက်ပြီးရင်အေလီနာအေလီဇဘက်နဲ့အေလီနာတရားနဲ့ထွက်လာနောက်2ယောက်ချိန်နေတယ်ထွက်ဖို့အေလီဇဘက်အေလီနာထွက်မလဲသူတို့နေအမောင်ထွက်လာမှာအိမ်မက်ထဲမှာနေနေရတယ်လေဒါမှမဟုတ်မိန်းကလေး2ယောက်မဟုတ်ပဲမဲ့ယောက်ျားလေးမိန်းကလေးအဲ့လိုထွက်မှာ